ဆက်ပြစီဘိုးလောက်ပဲပြန်မြကုန်ကြငွေတူတူလောက်ပဲဆိုရင်စိတ်ဝင်စားလားနော်ဒီကောင်ဒီအမြုပ်တော်အကောင်းနဲ့ကျွန်တော်ရေပုံးနဲ့ထည့်ပြီးဂန်းနဲ့ထိုးပြီးတော့အပြင်ပိုင်းဆေးလွယ်လွယ်ရတယ်နော်ဆက်ပြစီတဲ့ပြောင်းတော့အများကြီးတာတယ်ဒါပေမဲ့ကုန်ကြငွေကဆက်ပြစီလောက်အများကြီးထည့်ပြီးသုံးစရာမလိုဘူးဆက်ပြစီတန်ဖိုးကတော့နည်းတယ်ဆိုပေမဲ့လို့ပြန်တွက်လို့ရှိရင်တူတူလောက်ပဲနော်ကုန်ကြငွေဆက်ပြစီတပူ2000နဲ့ကျွန်တော်တို့ဒီအပြင်မှာရေဆေးကုန်ပုံမှန်အောက်ခြေမှာသုံးတဲ့ရေဆေးကုန်တွေမှာအပြင်ဆက်ပြစီပဲသုံးကြတာနော်အဲ့တပူ2000လုံးနဲ့တွက်မယ်ဆိုလို့ရှိရင်လက်သုံးလုံးလက်လေးလုံးထည့်ရတာတစည်းဆေးမယ်ဆိုလို့ရှိရင်ဒါတော့မှမပြောင်းတော့မကောင်းဘူးနော်ဒီကောင်တွေဆိုလို့ရှိရင်လက်တစ်လုံးတော့ထည့်စရာမလိုဘူးကျွန်တော်ဂန်းနဲ့ထိုးလိုက်အမြုပ်အများကြီးထွက်တယ်စုတ်တန်တတို့ဆိုလည်းအများကြီးပုတ်ကြတယ်နော်ဒီလိုအမ်းမြအန်းသားတွေအောက်ဘိန်းတွေဆေးမယ်ဆိုလို့ရှိရင်ဒီကောင်တွေကပြောင်းတော့ပိုကောင်းတယ်ကျွန်တော်ဒီပုံမှန်ဆက်ပြစီတဲ့ပြောင်းတော့ပိုကောင်းတယ်တုံးမြေဝါပြောင်းတယ်ပြောင်းတော့လည်းကောင်းတယ်မြေဝါလည်းပြောင်းမယ်ဆက်ပြစီကုန်ကြငွေတန်ဖိုးနဲ့တူတူလောက်ပဲကာပါပေါ်မှာရှိတဲ့အငြိကြီးတွေလည်းပြောင်းတော့ကောင်းတယ်သုံးလို့အဆင်ပြေတယ်ရေဆေးကုန်တွေမှာကျွန်တော်ရှိမှတချို့ရေဆေးကုန်မှာသုံးတဲ့ဆရာတွေရှိရနော်သူတို့ကရေဆေးကုန်သုံးတာပြောင်းတော့လည်းပိုကောင်းတယ်ကုန်ကြငွေလည်းတက်တာတယ်ဗျာဆက်ပြစီဒီဘိုးတော့ပဲပြန်သွားမှာကဲအဲ့ဒါလေးလာပြောပြပေးတာအဆင်ပြေသလိုသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကဗီဒီယိုဖိုင်တွေတင်တာကအင်ဂျင်ဝိုင်ကြီးချုပ်ဖို့ပဲဆေးဖို့ပဲတင်ထားတာအပြင်ပိုင်းနေတိတ်မတင်ပြဘူးဗျအဆင်ပြေသလိုသုံးလို့ရတယ်အပြင်ပိုင်းဆေးလို့ရလားမေးလို့ဆေးလို့ရပါတယ်ဒီဆေးသားဘာညာထိကြိုက်တာဘာညာမရှိပါဘူးနော်ဆေးသားတွေပျော်ကြတာတော့အော်ဆေးတွေပြတ်သွားတာတော့အဲ့လိုမျိုးမရှိပါဘူးနော်